အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တနင်္လာနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစားအဆုံးသိချာလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လည်း okay လေးတွေစာလေးတွေရေးသွားပေးပါအောင်ခင်ဗျာဟိုးရှိတုန်းကရွာငယ်လေးတရွာမှာမောင်ပါနဲ့သူ့ရဲ့ဇနီးမဲတုံတို့နေထိုင်ကြပါတယ်။သူတို့ဟာစင်ရဲကြပေမဲ့နေ့စဉ်ဝမ်းရည်အတွက်မောင်ပါကတော့တောထဲမှာထင်းခုတ်ပြီးတော့မဲတုံကတော့အိမ်မှာရက်ကန်းရည်ရင်းနဲ့ပဲရိုးသားသားအသက်မွေးကြပါတယ်။သူတို့မှာချမ်းသာကြွယ်ဝမှုမရှိပေမဲ့အချင်းချင်းချစ်ခင်ကြပြီးတော့ရှိတာလေးနဲ့ပဲရောင်ရဲတင်းတိမ်စွာနေထိုင်ကြတဲ့အတွက်သူတို့ရဲ့တက်ကင်မိုးထရံကတဲအိမ်လေးဟာအမြဲတမ်းအေးချမ်းလို့နေပါတယ်။မောင်ပါဟာနေ့စဉ်နေ့တိုင်းမနေ့မိုးလေးနာနဲ့ပစိန်လေးကိုကင်ပြီးတော့ရွာနောက်ကတောအုပ်ကြီးတဲကိုထင်းခုတ်သွားလေးရှိပါတယ်။တော်ရဲကိုမဝင်ခင်မှာတော့တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုအမြဲတမ်းလက်အုပ်ချီမိုးပြီးတော့တပည့်တော့လောက်ကင်စားတော့ခွင့်ပြုတော်မူပါလို့ဒလေးတစားခွင်တောင်းလေးရှိပါတယ်။ဒီနေ့မှာတော့မောင်ပါဟာတောထဲကိုခါတိုင်းတဲ့ပို့ပြီးတော့ညနေဆိုင်ဆိုင်ဝင်သွားမိပါတယ်။နေမြင့်လာတဲ့အခါမှာတော့သူဟာညောင်မင်းကြီးတပင်ရဲ့ခြေရင်းမှာခဏထိုင်ပြီးတော့နားနေခဲ့ပါတယ်။အဲဒီညောင်မင်းကြီးဟာဒီတောအုပ်ထဲမှာတက်တန်းအရှိဆုံးညောင်မင်းကြီးဖြစ်ပြီးတော့အလွန်တကိုးကြီးတဲ့ရုပ်ကစိုးနဲ့တပါစောင်းရှောက်တယ်လို့ကြားပူပါတယ်။မောင်ပါကတော့ထိုင်နာနေတော့မှပဲညောင်ပင်ချေရင်ကမျက်ပင်တွေကြားထဲမှာတစုံတစ်ခုကအယောင်တလဲလဲတောက်ပနေတာကိုတွေ့လိုက်ရပါတယ်။သူအနားကိုကပ်ပြီးတော့တေချာကြည့်လိုက်တဲ့အခါမှာတော့ရွှေအိုးတစ်လုံးဖြစ်နေခဲ့ပါတယ်။အိုးထဲမှာလည်းရွှေပြားတွေရွှေတင်းကားတွေအပြည့်အသိပ်ပါပဲ။မောင်ပါရဲ့ရင်တွေတဒုံဒုံခုန်သွားပြီးတော့ဒီရွှေအိုးသာသူ့ပိုင်ဆိုင်မှုဖြစ်သွားခဲ့ရင်တော့သူမိမမဲတုံနဲ့အတူတသက်လုံးထိုင်စားလို့ရပြီလို့တွေးမိပါတယ်။ဒါပေမဲ့သူ့ရဲ့ယူသားစိတ်ကတော့ချက်ချင်းပဲသူ့ကိုပြန်ပြီးတော့တားလိုက်ပါတယ်။မဟုတ်သေးဘူး။ဒါငါဥစ္စာမဟုတ်ဘူး။တခြားတယောက်ယောက်ကြောက်ကြသွားတာဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒီညောင်မင်းကရုပ်ကစိုးကြီးကငါ့ကိုစမ်းသပ်ထားလေဖြစ်နိုင်တယ်။သမားပစ္စည်းကိုမတရားယူရင်မကောင်းမှုဖြစ်မယ်။ဒီလိုတွေးပြီးတော့မောင်ပါဟာရွှေအိုးကိုပြန်ပြီးတော့တီတီချာချာဖုံးအုပ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့ပစိန်ကိုဆွဲယူပြီးတော့ထင်းခုတ်တဲ့နေရာစီကိုပဲဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်ညနေဆောင်လို့မောင်ပါအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ဒီအကြောင်းကိုသူ့ရဲ့ဇနီးဖြစ်တဲ့မဲတုံကိုပြန်ပြီးတော့ပြောပြလိုက်ပါတယ်မဲတုံကလည်းသူ့ယောက်ျားရဲ့ယူသားမှုကိုသဘောကျပြီးတော့မောင်ပါလှုပ်တာမှန်ပါတယ်။သမားပစ္စည်းကိုလိုချင်တက်မှတ်မိရင်လောဘမီတောက်ပြီးတော့ကိုယ့်ရဲ့အေဂျင့်မှုတွေပျောက်ဆုံးသွားတတ်တယ်။ကျမတို့မှရှိတာလေးနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေတာကောင်းပါတယ်လို့အားပေးစကားပြောခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့မောင်ပါကတော့တောထဲကိုထင်းခုတ်သွားတဲ့အခါမှာတော့အနေကညောင်ပင်ကြီးစီကိုသွားကြည့်မိပါတယ်။ရွှေအိုးလေးရှိနေတော့ပဲလားလို့ဆက်စုခြင်းစိတ်နဲ့ပေါ့ဒါပေမဲ့သူညောင်မြင်ချေရင်ကိုရောက်သွားတဲ့အခါမှာတော့အံအားသစ်စရာကိုတွေးလိုက်ရပါတယ်မနေ့ကသူတွေးခဲ့တဲ့ရွှေအိုးလေးဟာအခုတည်းရှိနေပြီးတော့ရေအိုးကြီးတစ်လုံးစာလောက်ရှိတဲ့ရွှေအိုးကြီးတစ်လုံးဖြစ်နေခဲ့ပါတယ်အထဲမှာလည်းရွှေတွေကတော့ပြည့်ရှံကျနေခဲ့ပါတယ်မောင်ပါရဲ့လောဘစိတ်ဟာမနေ့ကထက်ပိုပြီးတော့ပြင်းပြင်းထန်ထန်ပြန်ပေါ်လာပါတယ်ဒါကြီးကိုသာငါထမ်းပြီးတော့ပြန်သွားနိုင်ရင်ငါတို့ရွာမှာတော့အချမ်းသာဆုံးဖြစ်သွားမှာပဲအဲဒီလိုမောင်ပါရဲ့စိတ်ထဲမှာတော့တွေးခဲ့မိပြန်နေဒါပေမဲ့မနေ့ကတော့သူ့ရဲ့မိန်းမဖြစ်တဲ့မဲတုံပြောလိုက်တဲ့စကားကိုပြန်သတိရသွားပါတယ်မဟုတ်ဘူးမနေ့ကငါမယူလို့ဒီနေ့ပိုကြီးလာတာဖြစ်မယ်ဒါဟာငါ့ကိုစမ်းသပ်နေတာပဲဖြစ်ရမယ်လောဘကြီးလေအပြစ်ကြီးလေပဲငါမယူဘူးမောင်ပါဟာသူ့ရဲ့စိတ်ကိုသူတင်းတင်းချုပ်တီးပြီးတော့ရွှေအိုးကြီးကိုကြော်ခိုင်းကတောနဲ့ထဲကိုထင်းခုတ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။အဲဒီညနေမောင်ပါအိမ်ကိုပြန်ရောက်တော့မျက်နှာမကောင်းပါဘူး။မဲတုံကတော့
မောင်ဘနေမကောင်းဘူးလားလို့မေးတော့မောင်ဘကမဲတုံးကြီးငါတီနဲ့ရွှေအိုးကြီးတစ်လုံးထပ်တွေ့ခဲ့တယ်မနေ့ကထက်ပိုကြီးတယ်ငါစိတ်တွေတော်တော်လှုပ်ရှားသွားတယ်ဒါပေမဲ့ငါမယူခဲ့ပါဘူးဒါပေမဲ့ငါတို့ဘာလို့ဒီလောက်ထိစင်းရဲနေရတာလဲရိုးသားတိုင်းကောင်းရဲ့လားလို့ငါတွေးမိတယ်လို့ညီတွားမိပါတယ်မဲတုံကတော့သူ့ယောက်ျားရဲ့လက်ကိုစုပ်ကင်ပြီးတော့မောင်ဘရဲ့စိတ်မကောင်းမဖြစ်ပါနဲ့ရိုးသားမှုရဲ့အကျိုးကိုတနေ့နေ့မှာခံစားရမှာပါငွေချမ်းသာတာတဲ့စိတ်ချမ်းသာတာကပိုပြီးတော့တန်ဖိုးရှိပါတယ်လာပါထမင်းစားရအောင်လို့နှစ်သိမ့်ခဲ့ပါတယ်နောက်တနေ့မနေ့မှာတော့မောင်ဘဟာတောထဲကိုစိတ်မပတပါနဲ့ထွက်ခွာလာခဲ့ပါတယ်။ရောင်မင်းကြီးနားကိုမသွားတော့ဘူးလို့ဆုံးဖြတ်ထားခဲ့ပေမဲ့သူ့ရဲ့ခြေလမ်းတွေကတော့အလိုလိုပဲရောင်မင်းကြီးရှိရာကိုဦးတည်နေမိပါတယ်။ရောင်မင်းကြီးအောက်ကိုရောက်တဲ့အခါမှာတော့မောင်ဘတယောက်ပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။မနေ့ကရေအိုးလောက်ရှိတဲ့ရွှေအိုးကြီးနေရာမှာအခုတော့လဲတစ်သီးစာလောက်ကြီးမာတဲ့ရွှေအိုးကြီးတစ်လုံးဖြစ်နေခဲ့ပါပြီ။ရွှေတွေကြောင်းမြက်ရတနာတွေဟာအိုးထဲကနေတောင်လိုပုံပြီးတော့ရှန်ကျနေပါတယ်။အလင်းရောင်ကမျက်စိကျိန်းလောင်အောင်တောက်ပနေပါတယ်။ဒီတခါတော့မောင်ဘရဲ့စိတ်ဟာလုံးဝထိမ့်မနိုင်တော့ပါဘူး။သုံးရက်တိုင်တိုင်ဒီနေရာမှာရှိနေပြီ။ဘယ်သူမှလည်းလာမယူဘူး။ဒါဟာဘသူပစ္စည်းမှမဟုတ်ဘူး။ဒါငါအတွက်ဖျားပေးတဲ့စုပဲ။အဲ့ဒီလိုအားရပါရအော်ဟစ်ပြီးတော့ရွှေအိုးကြီးစီကိုပြေးသွားပါတော့တယ်။သူ့လက်တွေနဲ့ရွှေတွေကိုကောက်ပွေလိုက်တဲ့အခိုက်အတန့်မှာပဲ။ဟာ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 မောင်ဘနောက်ဆုံးတော့မင်းရဲ့လောဘကိုမထိန်နိုင်တော့ဘူးကို။အဲ့ဒီကြောင်းမဲ့ဖွယ်ရအတန်ကြီးတန်ကညောင်ပင်ပေါ်ကနေထွက်ပေါ်လာခဲ့ပါတယ်။မောင်ဘကတော့လန့်ပြီးတော့ကြီးလိုက်တဲ့အခါမှာတော့ညောင်ပင်ပေါ်မှာမီးတောက်နေတဲ့မျက်လုံးတွေနဲ့ကြောက်စရာရုပ်ကစိုးကြီးတစ်ပါးကိုတွေ့လိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲမောင်ဘရဲ့လက်ထက်ကရွှေတွေဟာမိခဲတွေအဖြစ်ပြောင်းသွားပြီးတော့သူ့လက်ကိုအလုံးပူလောင်စေပါတယ်။အမလီပူလာကြီးလားအဲ့ဒီလိုအော်ဟစ်ပြီးတော့သူလွှင့်ပစ်လိုက်ရပါတယ်။လက်တစီသာရွှေအိုးကြီးနဲ့ရတနာတွေအားလုံးဟာလည်းမျက်စိရှိပါတယ်ပြာတွေအဖြစ်နဲ့ပြောင်းလဲသွားပါတော့တယ်။ရုပ်ကစိုးကြီးကတော့မောင်ဘငါဟာဒီတော့ကိုစောင်းတဲ့ရုပ်ကစိုးပဲမင်းရဲ့ယူသားမှုကိုစမ်းသပ်ဖို့အတွက်ပထမနေ့မှာရွှေအိုးငယ်လေးချထားတယ်မင်းမယူခဲ့ဘူးဒုတိယနေ့မှာပိုကြီးတဲ့အိုးနဲ့စမ်းသပ်တယ်မင်းရဲ့စိတ်နည်းနည်းရိုင်သွားပေမဲ့မင်းမယူခဲ့ဘူးမင်းသာအဲ့ဒီနေ့ကတရက်မှာရောင်ရဲပြီးတော့အိမ်ပြန်သွားခဲ့ရင်မင်းဟာယူသားမှုအတွက်အကျိုးခံစားရလိမ့်မယ်ဒါပေမဲ့တတိယနေ့မှာတော့မင်းဟာလောဘရဲ့သားကောင်ဖြစ်သွားပြီ။ဒါဟာလောဘရွှေအိုးပဲ။ယူမိသူကိုဒုက္ခပေးတဲ့အိုးပဲ။မင်းဟာပထမနှစ်ရက်မှာရိုးသားခဲ့ပြီမဲ့တတိယနေ့မှာတော့မင်းရဲ့လောဘကိုမထိန်နိုင်ခဲ့ဘူး။ဒါကြောင့်မင်းကိုအပြစ်ပေးရမယ်။မင်းရဲ့ထမင်းအိုးဖြစ်တဲ့ပစိန်ကိုတော့ငါသိမ်းစီးလိုက်ပြီ။ရုပ်ကစိုးကြီးပြောပြီးတာနဲ့မောင်ဘရဲ့ပကုံးပေါ်ကပစိန်ဟာသူ့အလိုလိုလေထဲကိုမြောက်တက်သွားပြီးတော့ညောင်မင်းကြီးတဲ့ကိုပျောက်ကွယ်သွားပါတော့တယ်။မောင်ဘဟာနေရာမှာတင်ဒူးထောက်ထိုင်ချလိုက်ပြီးတော့အရှင်ကျွန်တော်ကိုခွင့်လို့ပါကျွန်တော်မှားသွားပါတယ်။ကျွန်တော်လောဘကြီးပြီးပါတယ်။ကျွန်တော်ရဲ့ပစိန်လေးကိုတော့ပြန်ပေးသနာတော်မူပါလို့ငိုယူတောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ဘာအတန်မှပြန်မကြားရတော့ပါဘူး။ရုပ်ကစိုးကြီးလည်းပျောက်ကွယ်သွားခဲ့ပါပြီ။မောင်ဘဟာလက်ထဲကအပူလောင်တန်ရာတွေနဲ့အတူဒေခုံစရာပစိန်လည်းမရှိတော့ဘဲနဲ့လေးလံတဲ့ခြေလမ်းတွေနဲ့ပဲရွာကိုပြန်လာခဲ့ရပါတယ်။သူ့ဘဝရဲ့အကြီးမားဆုံးသင်ခန်းစာကိုတော့ရရှိသွားပါပြီ။ပထမနှစ်ရက်တုန်းကသူရိုးသားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရိုးသားမှုဟာလောဘနဲ့တွေ့တဲ့အခါမှာတော့တဖြည်းဖြည်းတိုက်စားခံခဲ့ရပြီးတော့နောက်ဆုံးမှာတော့လောဘစိတ်ကအနိုင်ယူသွားခဲ့ပါတယ်။အိမ်ပြန်ရောက်လို့မေတုံးကိုအဖြစ်အပျက်တွေပြောပြတဲ့အခါမှာတော့မေတုံးကလည်းတက်ပြင်းချပြီးတော့ဖြစ်ပြီးတာတွေအတွက်နှစ်ပြောမနေပါနဲ့မောင်ဘရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားခဲ့ပြီမဲ့ကျမတို့ရဲ့ရိုးသားလိုတဲ့စိတ်ကိုပြန်လည်မွေးမြူရမှာပေါ့ပစိမ်မရှိတော့လေကျမရက်ကန်းကိုပူရက်ပြီးတော့ရတဲ့ငွေနဲ့နေကြတာပေါ့လို့ပြောလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးတော့မောင်ဘနဲ့မေတုံးဟာအရင်ကတည်းကပိုပြီးဆင်းရဲသွားခဲ့ပြီမဲ့လောဘရဲ့ကြောက်စရာကောင်းမှုကိုတော့ဘယ်တော့မှမမေ့တော့ပါဘူး
သူတို့ဟာရိုးသားမှုနဲ့ရောင်ရဲမှုဆိုတာခဏတစ်ဖြုတ်ကျင့်သုံးရမှာမဟုတ်ဘဲနဲ့တစ်သက်လုံးဆွဲမြဲစွာကင်ဆွဲထားရမယ်အဖိုးတန်စိတ်သက်ဖြစ်တယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်သွားကြပါတယ်ဒီဇလန်လေးရဲ့ပေးခြင်းတဲ့သင်ခန်းစာကတော့ရိုးသားမှုနဲ့ရောင်ရဲမှုဟာအလွန်တန်ဖိုးရှိတဲ့အရေးအချင်းတွေဖြစ်တယ်ဆိုတာပါပဲလောဘဆိုတာဟာလူတစ်ယောက်ရဲ့ရိုးသားတဲ့စိတ်ကိုတဖြည်းဖြည်းချင်းဝါမျိုးနိုင်စွမ်းရှိပါတယ်ဒီငယ်တဲ့လောဘကိုမထိန်ချုပ်နိုင်ခဲ့ရင်တော့အချိန်ကြာလာတာနဲ့အမျှပုံမကြီးမားတဲ့လောဘတွေဖြစ်လာပြီးတော့နောက်ဆုံးမှာတော့ကိုယ့်ရဲ့ပိုင်ဆိုင်သမျှအရာအလုံးကိုပြန်လည်ဆုံးရှုံးသွားစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာကိုယ်မှာရှိတာလေးနဲ့ရောင်ရဲတင်းနေပြီးတော့သမျှပစ္စည်းကိုမတရားလိုချင်တက်မဲ့တဲ့လောဘစိတ်ကိုတော့အမြဲတမ်းသတိနဲ့ထိန်းချုပ်နေထိုင်ရမယ်ဆိုတဲ့အကြောင်းဒီဇလန်လေးကပြောပြပေးသွားတာပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။